မင်္ဂလာပါအဲ့တော့ present past future ဆိုတဲ့အချိန်ကာလ၃ခုမှာတစ်ခုကိုပုံစံ၄မျိုးသုံးလို့ရတယ်အဲ့ထဲကမှ future tense ဆိုတဲ့အနာဂတ်ကာလအတွက်သုံးရတဲ့ပုံစံ၄မျိုးတွေကတတိယတစ်မျိုးဖြစ်တဲ့ future perfect tense ပေါ့နော်အနာဂတ်ဖြစ်ပြီးကိစ္စရပ်တွေအတွက်သုံးရတဲ့ပုံစံလေးကိုဘယ်လိုပြောရလဲဆိုတော့ဒီ video file လေးမှာကျွန်မရှင်းပြပေးပါမယ်အဲ့တော့ဒီ future perfect tense ရဲ့ပုံစံလေးကတော့ will have but 3ဆိုတဲ့ပုံစံလေးဖြစ်ပါတယ်အဲ့တော့ဒီ will have but 3ဆိုတဲ့ပုံစံလေးကိုဘယ်လိုအခြေအနေမျိုးမှာသုံးရလဲဆိုလို့ရှိရင်ကျွန်တော်တို့အနာဂတ်အချိန်တစ်ချိန်မှာကိစ္စရပ်တစ်ခုကဖြစ်ပြီးပြီဆိုတော့เนาะအခြေအနေမျိုးဖြစ်ပြီးဖြစ်လိမ့်မယ်ဆိုတဲ့အခြေအနေမျိုးမှာဒီပုံစံလေးကိုသုံးပါတယ်ဒါဆိုတော့မနက်ဖြန်ညနေ6နာရီမှာကျွန်မစာသင်လို့ပြီးလိမ့်မယ်ဆိုတော့เนาะမနက်ဖြန်6နာရီဆိုတဲ့အနာဂတ်အချိန်မှာကျွန်မစာသင်တဲ့ကိစ္စကိုလုပ်ပြီးဖြစ်လိမ့်မယ်လို့ပြောတာဖြစ်တဲ့အတွက်ဒီ future perfect tense လေးကိုသုံးပါမယ်ဆိုတော့ I will have torch at 6 o'clock tomorrow evening no I will have torch at 6 o'clock tomorrow evening ဖြစ်ပါတယ်။ Okay 9နာရီဆိုလို့ရှိရင်တော့သူကဂျင်မာ workout လုပ်တာပြီးသွားလိမ့်မယ်။ဆိုတော့ဒီအနာဂတ်အချိန်9နာရီမှာသူကဂျင်မာ workout လုပ်တဲ့ကိစ္စကပြီးနေလိမ့်မယ်လို့ပြောတာ။ဂျင်မာ workout လုပ်ပြီးဖြစ်လိမ့်မယ်လို့ပြောတာ။เนาะဒါဆိုလို့ရှိရင်ဒီအนาဂတ်မှာဖြစ်ပြီးတဲ့ကိစ္စရဲ့အတွက်သုံးတဲ့ will have but 3လေးကိုပဲသုံးပါမယ်။အဲ့တော့ he will have workout in the gym at 7 no he will have a workout in the gym at 7 ဖြစ်ပါတယ် okay ဒါဆိုရင်ဒီ video file လေးကနေပြီးတော့မှ future perfect tense လေးကိုဘယ်လိုလေးသုံးရလဲဆိုတာလေးကိုနားလည်သွားမယ်ထင်ပါတယ် video အခုလိုဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ပြောတတ်ချင်တယ်ဆိုရင်ကျွန်မရဲ့ Brilliant Future English စာတမ်းထဲမှာရှိတဲ့ Basic English Speaking Course ကိုသင်ယူလို့ရပါတယ်